marketing campaign တစ်ခု run လုပ်မယ်ဆိုရင်ဒီမေးခွန်း9ခုကိုမေးဖို့လိုအပ်ပါတယ်လုပ်ငန်းတော်တော်များများက marketing campaign တွေတော့ run တယ်ဒါပေမဲ့လိုချင်တဲ့ရလဒ်မရကြဘူးဆိုတာဒီမေးခွန်း9ခုကိုမမေးမိလို့ဖြစ်ပါတယ်မေးခွန်းက9ခုဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကို save ထားတာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဗီဒီယိုလေးကိုကြည့်နေရင် notes မှတ်တာဖြစ်ဖြစ်လုပ်ဖို့လိုအပ်ပါတယ်ဒီမေးခွန်း9ခုကိုအလွယ်မှတ်ချင်တယ်ဆိုရင်တော့ compact compact လို့မှတ်လို့ရပါတယ်marketing campaign တစ်ခုကို run ဖို့အတွက် compact ဖြစ်နေဖို့လိုအပ်တယ်ဆိုပြီးတော့မှတ်လို့ရပါတယ်ပထမဆုံး C ကတော့ customer ဖြစ်ပါတယ်ကိုယ့်ရဲ့ target audience တွေကဘယ်လိုနေရာတွေမှာနေကြတာလဲဘယ်လိုအသက်အရွယ်ပိုင်းခြားလဲသူတို့ဘာတွေကြိုက်လဲမကြိုက်ဘူးလဲအခုလက်ရှိမှာသူတို့ဘာတွေပြဿနာရှိလဲဘာတွေအခက်အခဲတွေရှိလဲဆိုတာကိုသိထားဖို့လိုအပ်ပါတယ်ဒီလိုသိထားမှသာလျှင်ကိုယ့်ရဲ့ campaign ကလည်းဘယ်လိုဒီလို target audience တွေပါဝင်လာအောင်ဘယ်လို run ရမလဲဆိုတာကိုသိမှာဖြစ်ပါတယ်နံပါတ်1တစ်ခုကတော့ objective ဖြစ်ပါတယ်ကိုယ့်ရဲ့ဒီ campaign run လိုက်တဲ့အတွက်ကြောင့်ဘယ်လိုမျိုးရလဒ်မျိုးဘယ်လို goal မျိုးကိုရချင်တာလဲဆိုတာသတ်မှတ်ထားဖို့လိုအပ်ပါတယ်ဒီလိုသတ်မှတ်ထားမှသာလေကိုက KPI နဲ့သတ်မှတ်ပြီးတော့ဒီလို goal ကိုရောက်အောင်ဘာတွေလုပ်ရမလဲဆိုတာကိုသတ်မှတ်နိုင်မှာဖြစ်ပါတယ်နံပါတ်3ကကြတော့ message ဖြစ်ပါတယ်ဒီ campaign ကိုပါဝင်ဖို့အတွက် value proposition လို့ခေါ်တဲ့ခိုင်မာတဲ့အကြောင်းပြချက်တိတိကျကျကိုရှင်းရှင်းလင်းလင်းပြနိုင်ဖို့လိုအပ်ပါတယ်ဒီလိုပြနိုင်မှသာလျှင်ကိုယ့်ရဲ့ campaign ကလည်းလူတွေပါဝင်မှုနှုန်းများမှာဖြစ်ပါတယ်နံပါတ်4ကကြတော့ platform ဖြစ်ပါတယ်ကိုကဘယ်လို channel မျိုးတွေမှာ run မှာလဲဒီ target audience တွေကရော social media ဆိုရင်လည်းဘယ်လို social media မျိုးတွေကိုအဓိကသုံးနေရလဲ outdoor အပြင်မှာဆိုရင်လည်းကိုယ့်ရဲ့ target audience ကဘယ်လိုနေရာတွေမှာအများဆုံးရှိနေရလဲဆိုတာကိုသိထားပြီးတော့ဒီ campaign ကဘယ်လို platform တွေမှာ run မှာလဲဆိုတာကိုသတ်မှတ်ထားဖို့လိုအပ်ပါတယ်နောက်တစ်ခုကကြတော့ A ကကြတော့ analytic ဖြစ်ပါတယ် analytic ကကြတော့ဒီ campaign မှာဘယ်လို metrics တွေဘယ်လိုရလဒ်တွေကိုတိုင်းတာမလဲဆိုတာကိုအတိအကျသတ်မှတ်ထားဖို့လိုအပ်ပါတယ်ဒီလိုမျိုးအတိအကျသတ်မှတ်မှသာလျှင်ကိုယ့်ရဲ့ကိုရောက်ဖို့အတွက် KPI တွေကပြည့်မီလားမပြည့်မီလားဆိုတာကိုတိုင်းတာနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ C ဖြစ်ပါတယ် C ကကြတော့ competitor ဖြစ်ပါတယ်ကိုယ့်ရဲ့ competitor တွေရောဘယ်လို campaign မျိုးတွေ run နေလဲဘယ်လို campaign တွေကတော့အောင်မြင်ပြီးတော့ဘယ်လို campaign တွေကမအောင်မြင်ဘူးလဲဆိုတာကို research လုပ်ထားဖို့လည်းအရေးကြီးပါတယ်ဒီလို research လုပ်ထားမှသာလျှင်ကိုယ့်ရဲ့ campaign ကသူတို့နဲ့မတူညီဘဲနဲ့ဘယ်လို run ရမလဲဆိုတာကိုလည်းသိမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကြတော့ total budget D ဖြစ်ပါတယ်total budget ဆိုတာကတော့ကိုယ့်ရဲ့ total budget ကို budget allocation ဘယ်လိုလုပ်မလဲဆိုတော့အတိအကျသတ်မှတ်ဖို့လိုအပ်ပါတယ်ဥပမာအားဖြင့်ဆိုရင်ဒီ campaign မှာ influencer တွေသုံးမယ်ဆိုရင်လည်း influencer အတွက်ကတော့ဘယ်လောက် budget သုံးမလဲ media buying အတွက်ဘယ်လောက် budget သုံးမလဲပြီးလို့ရှိရင် creative အတွက်ဘယ်လောက် budget သုံးမလဲဆိုတာကိုအတိအကျခွဲဝေသတ်မှတ်ထားဖို့လိုအပ်ပါတယ်ဒီလိုခွဲဝေသတ်မှတ်ထားမှသာလျှင်ကိုယ့်ရဲ့ budget management ကလည်းစနစ်တကျဖြစ်ပြီးတော့ campaign ကလည်းထိထိရောက်ရောက် run နိုင်မှာဖြစ်ပါတယ်ဒီမေးခွန်း9ခုကိုအတိအကျမေးပြီးတော့ဖြေထားဖို့လိုအပ်ပါတယ်ဒါတွေကိုဖြေထားဖို့လိုအပ်တယ်လို့ campaign တစ်ခုအောင်မြင်ဖို့ဆိုရင်ကြိုတင်ပြင်ဆင်မှုပြီးလို့ရှိရင်မှန်ကန်တဲ့ strategy နဲ့လှုပ်ဆောင်မှုနဲ့ campaign က flexibility ဖြစ်နေဖို့ပြောင်းလဲပြင်လွယ်ဖြစ်နေဖို့တိတ်ကိုအရေးကြီးပါတယ်ဒီအချက်တွေနဲ့ပြည့်စုံပြီဆိုရင်တော့ကိုယ့်ရဲ့ marketing campaign ကို effective ဖြစ်နဲ့ run နိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like လုပ်ပြီးတော့ comment မှာအကျိုးရှိပါတယ်လို့မှတ်ခဲ့ပေးပါကျွန်တော်ကတော့ Orange Ideas Marketing Agency ကထပ်ဝေရန်ဦးဖြစ်ပါတယ်